Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီကွန်ပျူတာသုံးစွဲနေတဲ့သူတွေအတွက်မိတ်ဆွေရဲ့ကွန်ပျူတာကပုံမလျင်မြန်ပြီးတော့ပို့ပေါ်ပါနဲ့လုပ်ငန်းဆောင်တာတွေကိုအလင်းအမြန်တွတ်တွတ်လေးလေးလုပ်ချင်တယ်ဆိုရင်ကျွန်တော်အခုပြောပြတဲ့နည်းလေးနဲ့ကွန်ပျူတာပေါ့ပါအောင်လုပ်လို့ရပါတယ်ကွန်ပျူတာကိုလျင်မြန်အောင်လုပ်လို့ရပါတယ်အရင်ဦးဆုံးကျွန်တော်တို့က keyboard ပေါ်က Windows key ရဲ့ R ကိုတွဲပြီးနှိပ်လိုက်ပါ Windows R လို့နှိပ်လိုက်ပါဒါဆိုရင်ဒါမျိုး RAM ပေါက်လေးကြာလာပါမယ်ဒီနေရာမှာ RECND recent ဆိုတဲ့ file recent ဆိုပြီးဒီစလုံးလေးရိုက်ထည့်လိုက်ပါပြီးရင် OK ပေးလိုက်ပါပြီးရင်ဒီပေါ်လာတဲ့ recent file တွေပေါ့နော်ဒီမှာကျွန်တော်ဆိုအများကြီးပဲဒီမှာ100ကျော်လောက်ရှိတယ်ဒီက3ရက်တစ်ခါတစ်ပတ်တစ်ခါလောက်ဖြစ်အဲ့လိုမျိုးရှင်းပေးပေါ့နော် recent file တွေဒီကောင်တွေကို keyboard ပေါ်ကဒီမှာ cursor ချမယ်ပြီးရင် keyboard ပေါ်က control A နဲ့ select all ပေးပြီးတော့မှ shift delete နဲ့တွဲပြီးတော့နှိပ်လိုက်ပေါ့နော်အဲဆိုရင်ဒီ file ပြတ်သွားပြီပြီးနောက်တစ်ခါ Windows R ပဲထပ်နှိပ်ပါတက် file ပေါ့နော်ဒီမှာရာခိုင်နှုန်းလေးထည့်မယ် DEMP တက်ဆိုပြီးရာခိုင်နှုန်းလေးနဲ့ရာခိုင်နှုန်းလေးပြန်ပိတ်လိုက်မယ်ပြီးရင် OK ပေးလိုက်မယ်ပေါ့နော်ဒီတက် file တွေကိုလည်းကျွန်တော်ဒီမှာဆိုရင်400လောက်ရှိတယ်ဒီကောင်တွေကိုလည်း keyboard ပေါ်က shift delete နဲ့တွဲပြီးတော့နှိပ်ပြီးဒီမှာ skip လုပ်ပေးလိုက်ပါဒီ file တွေကိုလည်းဖြစ်ပေးရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်လည်းအမှန်ကြီးလေး baby skip ပဲနှိပ်ပေးလိုက်ပါနော် Okay ဒါဆိုရင်ဒီဟာကလည်းရပါပြီပြီးရင်နောက်တစ်ခါအနေနဲ့ကျွန်တော်တို့ကဒီမှာဒီကောင်ကတော့ခဏဆောင်းလိုက်မဟုတ်လေဒီဟာပိတ်ပလိုက်ကိစ္စမရှိဘူးပေါ့နော်ဒီဟာပြီးရင်ဒီ Windows R ပဲထပ်နှိပ်မယ်ပြီးရင် prefix ဆိုပြီးရိုက်ထည့်လိုက်ပါ PREFEDCH prefix ပေါ့နော်ပြီးရင် OK ပေးလိုက်ပါပြီးရင် continue လေးပေးလိုက်ပါဒီမှာ prefix file တွေကိုဒီမှာ right click ထောက်ဒီမှာ select all control A နဲ့ select all ပေးလိုက်မယ် keyboard ပေါ်က shift delete နဲ့ enter တွဲနှိပ်လိုက်ပါ shift delete enter ပေါ့နော် okay ဒါဆိုရင်ဒီဟာလေးတွေဖြစ်ပေးခြင်းအားဖြင့်လဲဒီကွန်ပျူတာကပုံမှန်တက်စားလို့ရှိရင်ပေါ့ပါဖြစ်သွားပါတယ်ပြီးရင်ကျွန်တော်တို့ဒီမှာ this PC ဆိုတာရှိပါတယ်ဒီကောင်လေးပါဒီဟာလေးကို right click ထောက်လိုက်မယ်ထောက်ပြီးလို့ရှိရင်ဒီမှာ property တွေကိုဝင်လိုက်မယ်sorry ဒီကောင်ပြန်ဖြစ်လိုက်မယ်ပေါ့နော်ဒီကောင်လေး right click ထောက်လိုက်မယ်ထောက်ပြီးဒီမှာ manage တဲမှာပါ manage တဲကိုဝင်လိုက်မယ်manage တဲဝင်လက်ချိန်မှာခဏလေးစောင့်ပေးပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ manage တဲကဒီမှာ event view ဆိုတာရှိပါတယ်ဒီမှာဒီကောင်လေးကိုနှိပ်လိုက်မယ်ဒီပြီးလို့ရှိရင်ကျွန်တော် window lock ဆိုတာရှိပါတယ်ဒီကောင်လေးကိုနှိပ်ပါမယ်နှိပ်ပြီးရင်ဒီမှာ application ဆိုတာရှိပါတယ် application တို့ဒီက security တို့ဒီမှာ system တို့မှာဒီမှာဒီ file လေးတွေကိုဖြစ်ပေးရမှာပါဒီကောင်လေးတွေကခဏလေးစောင့်ပေးပါချက်ချင်းလည်းမပေါ်ပါဘူးအဲ့ဒါလေးတွေကနားလေးစောင့်ပေးပါနော် application တို့ security တို့ကိုလည်းဒီတစ်ချက်ဖြစ်ပေးရမယ်ပေါ့နော် no responseဒီမှာ application ဆိုလည်းပေါ်လာပြီဒီမှာဒီ file တွေကိုမှကျွန်တော်တို့ဒီမှာဒီဘက်မှာ clear loss ဆိုတာရှိပါတယ်အကောင်နှိပ်မယ်ဒီမှာ save and clear ဆိုတာရှိပါတယ်မ save ပါတော့နဲ့ clear လေးပဲလုပ်လိုက်ပါ security ကိုလည်းကျွန်တော်တို့ကဒီမှာ clear loss ဖြည့်ပေးလိုက်ပါ service ကတော့ install service မှာလည်းရှိတယ်ဒီကောင်လေးကိုလည်းဒီမှာ clear လုပ်ပေးလိုက်ပါ system မှာလည်း clear လုပ်ပေးလိုက်ပါပြီးရင် forward event ဆိုတာရှိတယ် forward event ကတော့မရှိပါဘူးဒီနေ့တိုင်းပဲလောက်သွားမယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့ကွန်ပျူတာကပုံမှန်ထက်လျင်မြန်တွတ်တွတ်လက်သုံးပြုလို့ရမှာဖြစ်ပါတယ်အားလုံးပဲလိုက်လို့ကြည့်လို့အဆင်ပြေမယ်လို့ထင်ပါတယ်အဆင်မပြေတာရှိလို့ရှိရင်ကျွန်တော်ရဲ့ TT Bio မှာ Telegram link ရှိပါတယ်အဲ့မှာလာမေးလို့ရပါတယ်နော်